စားနဲ့ဆေးရုံတကူချင်းနေရလဲရှိနေပြီးချင်းနေကတ်လို့တည်တဲ့လူတွေပါရှိနေတော့အခါနောက်မှသိရတာကချင်းကတ်လို့တည်ကြတာမဟုတ်ပဲကိုဝင်တယ်တွေတက်လို့တည်ကြတယ်လို့တည်တော့ပါတော့တယ်ဝါတာရှိဆိုတဲ့ဆေးရုံမှာလူနာတွေရောကိုဝင်တယ်တွေရောရှိနေတာပေါ့ဒါမဲ့အဲ့မှာထူးဆန်းတာကချင်းနေရအရန်ကိုများနေရတာပါကတ်ခံရပြီဆိုတာနဲ့အဖုတွေတန်ပြီးထွက်လာတာပေါ့နောက်နေ့ကျလူနည်းကတည်သွားခဲ့ပါတယ်တကလုံးသွေးဆုပ်ခံရတယ်လို့ဖြစ်နေတာတွေ့တော့ချင်းကတ်လို့တည်တော့ကြတယ်ထင်တော့ကြပါတယ်အဲ့ဒါကြောင့်မလို့ကီဆိုတဲ့ကောင်မလေးကလည်းသူ့မဝမ်ကွယ်ကိုဝင်တယ်ကိုဂီးစားအေးချင်းကတ်လိမ့်မယ်ပြောပြီးအိတ်သွားပါတယ်ဒါမဲ့အဲ့နေလို့စညင်တန်သွားလို့တော့ကြည့်မိရမှာကိုဝန်တွေအများကြီးကပစ္စည်းတချို့ကပြီးလူနာကနေတော့ဝင်နေတာပါအနောက်ကနေလည်းချောင်းကြည့်တော့လူနာကိုဒုတ်တွေနဲ့ထိုးပြီးတော့သွေးတွေစုပ်နေတာပေါ့သူ့ကိုမြင်တော့လိုက်လို့ပင်မဲ့လဲအားသူကရောက်လာလို့အဲ့လူကိုပါတက်ပြီးသွေးဆုပ်လိုက်ပါတယ်ကီဆူလည်းလမ်းပြီးပြေးခဲ့ပါတယ်ဒါမဲ့အခန်းထဲကိုရောက်တဲ့အချိန်သူ့မဝန်ခဲ့ပါတက်ဖို့လွတ်လာလို့ဘေးနာချင်းစမှုနဲ့ပပြန်းလိုက်ပါတယ်အဲ့ခါကျမှအကုန်လုံးထွက်ပြေးသွားကြတာပေါ့ဒါမဲ့မနေ့ကဘသူမှသူပြောတာကိုမယုံကြပဲအလောင်းတွေလည်းရှာမလို့ကြပါဘူးအဲ့ထက်ပူဆိုတာကွန်မန်တယ်တွေကလည်းဒီတိုင်းပဲဘာမှဖြစ်ပဲနေကြတာပါနောက်တော့ကလေးတွေအကုန်မွေးသွားကြပါလေသူလည်းတော့ကြည့်တဲ့အချိန်မှာတော့ကလေးတစ်ကောင်ဝမ်ဘတ်ထဲကနေခီးပိုစာမှုတွေထွက်လာတာပါအဲ့ကြောင့်လမ်းပြီးသူ့မစီပြီးကြည့်တော့သူ့မမွေးတဲ့နေရာမှာတော့မှုတွေရှိနေတာပေါ့ပြီးတော့အခန်းထဲမှာတော့သူ့မမမွေးနိုင်သေးပါဘူးအဲ့ချိန်မှာသူ့မသွေးလွှတ်ခြင်းနဲ့ပြောပြီးကီစုကိုတော့ဖို့လုပ်တဲ့အချိန်အနောက်ကသူနာပြကကီစုကိုလည်းဖောက်ဖို့လုပ်လိုက်ပါတယ်ဒါမဲ့လက်ချော်ဝါတို့သူ့ဘက်အသက်ခံလိုက်ကသွေးဆုပ်ခံလိုက်ရပါတယ်ကီစုလည်းအပြင်ကိုပြေးထွက်သွားရင်ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်